ဒါလေးကတော့မင်းကို CV မှာလာပြီးတော့မေးကြရပါတော့เนาะ Animal Official Fan Boat တို့ဟို Data Boat တို့ဆိုတာဒါဘယ်လိုမျိုးလဲပေါ့ဘယ်လိုမျိုးလဲဆိုတဲ့ဟာလေးမင်းတို့စီမှာလောလောဆယ်ရှိရတော့နှစ်အုပ်ပေါ့เนาะဒါ GGK ဆိုလို့ရှိရင် Official Fan Boat တစ်အုပ်ရှိရ One Piece ဆိုလို့ရှိရင် Official Secret Piece Data Boat ဆိုပြီးတစ်ခုရှိရဒါတွေကဟိုစားဒီလိုမျိုး GGK တို့ One Piece တို့မှာမဟုတ်တခြား show နဲ့ anime တော်များမှာပေါ့เนาะ anime ထွက်ထားတဲ့ဟိုစားအဲ့လို series manga series တော်များမှာဒီလိုမျိုးအဲ့လို data book တို့ fan book တို့ဆိုပြီးတော့သူတို့ fan တွေအတွက်ပေါ့เนาะထပ်ပြီးတော့ထုတ်ထားပြီးရဲ့စာအုပ်ကလေးရှိပါတယ်ပေါ့เนาะများသောအားဖြင့်ဘာတက်လဲဆိုတော့မှာ GGK သုံးတဲ့တော့မတူဘူးပေါ့တချို့ကြတော့ magazine လိုမျိုး oversize အကြီးကြီးတွေနဲ့လာတက်တယ်ဟုတ် GGK ဆိုပါအနေ GGK ဆိုပါလဲဒီမှာလှမ်းလိုက်တော့ postcard တစ်ခုထွက်လာGGK ဒီဟိုစာအုပ်လေး official စာအုပ်ကလေးတွေဆိုလို့ရှိရင်အများနဲ့မင်းပြောတယ်ဒီလိုမျိုးပေါ့เนาะအပေါ်ကဒီလိုမျိုးကပါ desk ကပါပေါ့เนาะဒီ desk ကပါဒီအခွန်ကိုလှမ်းကြည့်လိုက်အထဲမှာဘယ်လိုမျိုးပေါ့เนาะမတူတဲ့ဟာလေးတစ်ခုပါတက်တယ်အခုဆိုဒီကြားထဲမှာဆိုလို့ရှိရင်ဖွက်ထားတယ်ဒီမှာpostcard လေးတစ်ခုထွက်လာဒါ official postcard ပေါ့နော် not for sale လေသူတို့ဒီစာအုပ်ဝယ်တော့မှရတဲ့ဟာလေးပေါ့နော်ဒါ resale ထဲမှာတော့မှသူကဒါလေးထည့်ထားပြီးရဆို resale ထဲမှာတော့မှပါလာတာဆိုတဲ့ခါကျတော့တော့အသက်ဝယ်တော့ပါခြင်းမပါမှာဒါဟိုဒီစောက်ထက်ပါလဲဖြစ်ရင်တော့တခြားတစ်ခုခုတွေကနေပြီးတော့ရလာပြီးတော့ဟိုဒီထဲမှာပါလာတယ်ဖြစ်မှာပေါ့နော်အဲ second hand လေးဝယ်လို့ရှင်အဲ့မျိုးလေးလည်းရှင်းခုံရတယ်ဒီထဲမှာဆိုလို့ရှင် GGK တော့ဆိုပါလဲဆိုတော့ဒီ GGK ရဲ့character fan အတွက်ပေါ့နော် fan အတွက်ထုတ်ထားတဲ့ character book ဆိုတဲ့ခါကျတော့သူက character တယောက်ချင်းစီရဲ့အကြောင်းလေးတွေသူတို့ဒီကနေ question answer လေးနေပေါ့နော်ဒါလေးကဘယ်သူပါဘာလေးကို inspire လုပ်ပြီးလုပ်ထားတယ်တချို့မှာဆိုလို့ရှိရင်ကြတော့ဟိုစားလေး character ရဲ့ဟိုမွေးနေ့တို့အသက်တို့အဲ့လိုအရက်ကဘယ်လောက်ရှိရတို့ weight ဘယ်လောက်ရှိရတို့ဘာထူးကြတာဆိုရင်မျိုးပါတယ်ဒါမှကျတော့ဒီလိုမျိုးမဟုတ်ဘူးထင်တယ်နော်အဲ့လိုကိုဆို character တယောက်ချင်းစီရဲ့အကြောင်းလေးတွေပါတယ်ရှေ့မှာဆိုလို့ရှိရင်ဒါပန်တာတို့ပါဒါအရှေ့ပိုင်းပေါ့နော်ရှေ့ပိုင်းမှာဒါလေးပါတယ်တယောက်ချင်းစီတော့များ character တွေများတော့ပြီးတော့မှနောက်တစ်ဝက်လောက်မှာကြတော့မာဒီဟိုစားပေါ့နော်ဒီဟိုစား animation ရဲ့ creation ဘိုင်းအကြောင်းလေးပါတယ်သူတို့ manga creation ဘိုင်းအကြောင်းလေးတွေပါတယ်ဒါလေးကများသောဖြင့်ဒါ question answer နဲ့လုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့လို GGK ရဲ့ဟိုစားပေါ့နော်character တွေဘယ်လိုမျိုး inspire လုပ်ထားတာဘယ် location တွေ inspire လုပ်ထားတာသူ့ရဲ့ cast techniques တွေဆိုလို့ရှိရင်လည်းဟိုဘယ်လိုမျိုးကနေပြီးတော့မှီညမ်းပြီးတော့လုပ်ထားတာပေါ့နော်တယောက်ချင်းစီရဲ့ specialty powers တွေကဘယ်လိုမျိုးဖြစ်လာတာပေါ့နော်အဲ့လိုဟာမျိုးလေးတွေလည်းပါပါတယ်တချို့ဟာလေးကြတော့ရှင်ဒီလိုမျိုးပေါ့ color လေးလည်းပါတယ်နောက်မှာနိဒီမှာcolor ပါတဲ့ဟာလေးလည်းရှိရယ် color illustration လေးနဲ့လည်းပါတယ်ဒီက interview တွေပေါ့နော် set တွေနဲ့ interview တို့ဗာမျိုးအဲ့လိုလေးပါတတ်တယ်ဒါမျိုးစာအုပ်ကလေးတွေကလေအဲ့လိုမျိုးလေးပါတတ်ပါတယ်ဒါကတော့ဟိုနေပေါ့နော်ဒါ GGK ရဲ့စာအုပ်ပေါ့နောက်တစ်ခုကကြောင့် one piece ကကြတော့ဒါမျိုးအဲ့ data ဘုတ်ကအများကြီးပဲအရောင်နေနဲ့လေဒါဆိုရှင် green ပေါ့နော်အရင်တော့ဆို red လည်းရှိရယ် yellow လည်းရှိရယ်ပြီးတဲ့ခါကျ blue တွေ deep blue တွေလည်းရှိရယ်ပေါ့နော်ဒါဒီမှာထဲမှာကြိုက်တော့ပုံစံတစ်မျိုးဒါမှတကယ်စာအုပ်ကပါပေါ့ဒါအပေါ်က desk ကပါနော်အဲ့တော့ဒီမျိုးပုံစံလေးမိုက် ENG မန်ဂါကြီးတော့မှဒီလိုပုံစံမလာအောင်ဂျပန်နေမှုလို့ပေါ့နော်ဂျပန် officially မှုလို့ဒီလိုပုံစံလေးလာတော့ဒီမှာဆိုရှင် one piece ဆိုဒီမှာဟိုနေ့နောက်ပါသေးရဲ့ poster လေးပေါ့နော် poster လေးနှစ်ဖက်လှတဲ့ poster လေးကိုခောက်ပြီးပါသူ official site ထဲမှာပါနေကြ poster လေးဆိုအဲ့လိုလေးပဲတချို့ဆိုလို့ရှင်အဲ့ဒါလေးဖြဲယူထားကြတယ်တချို့ကကြတော့မယူထားကြဘူးပေါ့နော်စီကန်းရှိတယ်ဟုတ်ဒါမျိုးပုံစံလေးပေါ့နော်ဒါသူကကြောင့် secret piece ဆိုတဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့် manga တို့ဟို anime တို့ထဲမှာသူကပါလေးရောပါတယ်မြုပ်ကွက်ကလေးနဲ့ထည့်သွားတယ်ဟို mystery ပုံစံမျိုးလေးထားခဲ့တယ်ပြီးလို့ရှိရင်တချို့ရဲ့အကြောင်းအရာတွေရဲ့ပေါ့နော် origin လေးတွေပေါ့နော်ဟိုစားရိပ်မွတ်လေးပဲပြောပြထားတယ်ဘယ်ကနေလာရဲဆိုတော့မပါထားဘူးဒါအဲ့လိုအချက်အလက်လေးတွေကြတော့ဒီမှာပြန်ပြီးတော့ပေါ့နော်ဥဒါဆန်းဆဲကနေပြီးတော့တစ်ခုချင်းစီကိုပြန်ပြီးတော့ကောက်နှုတ်ပြီးရေးထားတာပေါ့နော်မန်ဂါတွေကအကြောင်းအရာတွေလည်းပါတယ် novel တွေကအကြောင်းအရာတွေလည်းပါတယ်novel တွေလေ anime တွေကအကြောင်းအရာတွေလည်းပါတယ်အဲ့လိုပေါ့စုံပေါ့နော်သူ sketch လေးလည်းပါတယ်ပေါ့နော် sketch လေးနဲ့ပါတယ်ဆိုတဲ့ခါကျတော့ဘယ်လိုပြောရမလဲဟို artist တွေပေါ့နော် artist တွေဆိုလို့ရှင်ဒီမျိုးလေးကြည့်လို့ရှင်တော့ဟိုဘယ်လိုပြောမလဲ character ဘိုင်းဆိုင်ရတာပေါ့ inspire လုပ်လို့ရမယ်လို့ထင်ပါတယ် one piece ကလည်းသူက
အုပ်ကြီးက100ကျော်လောက်ထွက်ထားတဲ့စာအုပ်ကြီး manga series ဆိုတဲ့အခါကျတော့သူ့မှာပေးစရာ information တွေကလည်းတော်တော်များတယ်ထင်ပါတယ်အဲ့လိုပေါ့နော် animation အပိုင်းတို့ manga အပိုင်းတို့ character ကိုဘယ်လို inspiration location ကိုဘယ်နာကနေယူထားတယ်ပေါ့သူတို့ရဲ့အကြောင်းအရာတွေကိုပြောစင်တဲ့ဟာကြီးများလို့ထင်ပါတယ်ဒီမျိုးစာအုပ်က4-5အုပ်တောင်ထွက်ပါတယ်ဒါပေါ့နော်ဒီခေတ်ရတာလေးတစ်ခုနောက်တော့တော့ရှိတယ်နောက်တော့မှဒီ postcard ပါလားမသိတော့ဒီတော့ကတော့ postcard ပါတယ်ကဲဒီနေ့ပြသွားတဲ့ဟာတော့ animal fan book နဲ့ data book ကဘယ်လိုပုံစံမျိုးလေးလဲဆိုတာပါပေါ့နော်နောက်တစ်နေ့ကြာလို့ရှင်လည်းထပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ကလေးလည်းပြပေးအောင်မယ်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်